看就，嘛就我把人来。သွားတော့မယ် စားတော့မယ်ရိုက်ထားလား ကဲခိနမကတူခိနမတူဆိုတော့လင်းရတိတ်တိတ်လေး ဒါဆူရဲကိုစားကြီးကတအားဆူတယ်ပေါ့စီပေါ့စီရတယ်ခဏနိုင်ဟိုရကြအေးစေးသမားလေးသိရမလားအေးစေးသမားဆိုတော့ပေါ့စီပေါ့စီလောက်တာမခံနိုင်ဘူးမခိသွားတော့မယ်ဆိုပေါ့စီပေါ့စီနဲ့ဟုတ်ပြီစမယ်1 2 3ကဲချင်းမရပြန်ရောက်တယ်ပြန်ရောက် မ ပြီး င်္ဂလာ တော့ ပါလေးနှုတ်ဆက်လိုက်ပါအောင် ဟောအဲ့လိုလား အေးဟုတ်တယ် မင်္ဂလာ မင်္ဂ ပါ လာပါ ကဲချင်းမရပြန်ရောက်တယ်ပြန်ရောက်ပြီးတော့2ရက်နာဝေရှောလောက်ကလေးလောက်ပေါ့နော်ပတ်စံရတဲ့လောက်လည်းလောက်ရသေးတယ်လေအဲ့တော့လောက်ကလေးလောက်ပြီးတော့ခုဒါနဲ့တော့သွားမယ် New Year ပြည်နယ်မှာ17ရက်ရှိမယ်ဒါနဲ့မှရရောက်ချင်း2ညအိမ်မယ်ပြီးရင် YN ကိုသွားမယ်ပြီးဒါနဲ့ကိုပြန်လာမယ် New Year ညကတော့ဒါနဲ့မှရှိမယ်ပြီးရင်ဟိုဘက်တွေဆက်ပြီးတော့သွားမယ်ပေါ့လေ ဒီကနေ့တော့နော် New Year တော့ကချစ်တို့တွေဘာလီမှာရှိရနော်ဘာလီမှာရှိတော့ဆိုလို့ရှိရင်ဒီမှာနေမကောင်းပါဖြစ်ပြီးတော့စီးကန်းတွေပါအကုန်ရောက်ကုန်တာနော်အဲ့ဒါဆိုတော့နည်းနည်းလေးတော့ ဒီနေ့ကတော့ plan မတော့ရှောက် ချ တော့ မ်းမာပြီးတော့တောက်လျှောက်ကိုသွားတာ ကဲခုလင်းရတော့4နာရီခွဲခု2နာရီခွဲရှိပြီ ဒီလေသာခုဒီမစားသေးဘူး ခုမှစားမယ်အပေါ်ရောက်လာပြီအဲ့တော့ ready ဖြစ်နေပြီ ဘာ ဒါ လို့ နန်း ဖြစ် ကို တာလဲဘိုက်စားလို့လား အေးလေးစားဖို့ ready ဖြစ်ပြီလေခုမှသူတို့လာချတော့မှာအဲ့တော့ဒါနန်းကိုလိုက်ခဲ့ပါအောင်စားပြင်းလေးမတက်မယ်အားလုံးလိုက်ခဲ့ပါ လိုက်ခဲ့ကြပါအောင်ရှင် Love you ကဲ ဒါနန်းကိုရောက်ပါပြီရှင် ရောက်လာပါပြီ ရောက်လာပါပြီ မြလေးစိတ်တွေများမှုချိုင်း တန်ရှင်စိမ့်ဆိုးနေတာပဲ ဒါနန်းကနေခုဒါလေးစိတ်ကနေပြီးတော့ကျွန်တော်တို့ဟိုတယ်ကိုနိုင်ခွက်လောက်သွားရမယ် ဖုန်းကတ်လည်းဝယ်ထားပြီးသွားပြီဖုန်းကတ်ကို2 week ပေါ့နော်နှစ်ပတ်စာဝယ်ထားလိုက်တယ် ပြီးတော့တက်စီကတော့ကျွန်တော်တို့ Grab ကိုမခေါ်တော့ဘူး Grab ကကျတော့နည်းနည်းလေးစီးများနေရပေါ့နော်အဲ့တော့အခုဒါကနေပဲလာတယ်မနေ့ကကျွန်တော်တခါတည်း booking ဖြတ်လိုက်တယ် အခုဒါနေပဲ ဒီကတော့$4လောက်ကျတယ်ပေါ့နော် $4မမ discount ထည့်ရသေး discount တယ် ကျွန် နော် တော်တို့က member ဆိုတော့15% discount ထပ်ရတယ်အဲ့ဒါ$3နီးလောက်ပဲကျသွားတာပေါ့နော်အဲ့တော့အဆင်ပြေပါတယ် ဒီပါတယ်ဒါဆိုလို့ရှိရင်တော့လိုက်ပါအောင်မယ် လိုက်ခဲ့ကြပါဦး နှစ်နာရီရောက်လဲချစ်တို့ 9နာရီ10မိနစ်လောက်ရောက်တာပေါ့ 9နာရီ10မိနစ်လောက်နော်ဟိုလေအများကြီးလေစိတ်မှာချစ်တို့တန်းစီရမယ်ထင်ပြီးတော့ immigration မှာတော့တော်တန်းစီရမယ်ထင်ထားတာအရန်မစီရဘူးဘယ်သူမှမရှိတဲ့လောက်ပဲ မများဘူးပုံမှန်အတိုင်းလေးပဲပေါ့နော်ဟိုလူလည်းရမ်းမနေဘူးရမ်းလည်းမများဘူးပုံမှန်တိုင်းလေးပဲရှိတယ် ဟုတ်ပါတယ် သွားလိုက်ပါဦးမယ် ဒါ အခုတော့ ATM ကိုသွားနေပါတယ် ATM မှာပတ်စံလေးနည်းနည်းထုတ်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လေစိတ်မှာပတ်စံလဲရင်အရန်နဲလို့ဟိုတယ်ရောက်တော့မှပဲအနီးနားမှာပတ်စံလဲတော့မယ်အခုတော့ ATM မှာပတ်စံလေးနည်းနည်းထုတ်လိုက်ပါဦးမယ်လေစိတ်ကတော့အရန်မိုက်ပါတယ် Okay. coffee တောက်ချင်လို့လာတာကိုအနေနဲ့ဘယ်လိုခံစားရလဲ ပြောပါတယ် ပြောပါတယ်အာကချစ်တို့9ရက်ကို400ဖြစ်နေပြီလေသိလား 12လောက်သွားပါမယ်ပါပြီခန်းထဲရောက်ပါပြီမမထိတ်အကြိုက်ဒီဟိုတယ်မှာကတော့2ရက်နေမှာပါပြီးရင် YN ကိုသွားမယ် YN ကိုသွားပြီးတော့နောက်2ရက်နေရင် Ocean Soup မှာနေမယ်နောက်2ရက်ကြာရင်ကြိုက်လား စိုက်တယ် ကိုနဲ့တော့အဆင်မပြေဘူး ကြောက်တာလားဟယ်လိုခုခန်းထဲရောက်ပါပြီခန်းကြည့်အောင်
မှာ အဲ့ ကျုပ် ဒီ အပတ်လေး မှန်နေနဲ့ မှန်နေနဲ့ open ကြောက်နေပြီတဲ့နည်းနည်းကြောက်နေပြီအခန်းကကိုဘာတောင်းတာအလွှာမြင့်တောင်းတာလား ဟုတ်တယ် high floor high floor တောင်းထားတာအကြောင်းရယ်ဒီမှာရယ်ဆိုတော့နည်းနည်းတော့သူက doubt အခန်းလေးဖြစ်နေတော့လေအကုန်လုံးကမှ360ပါရှင်360 တာ ပါ နောက်ဗီဒီယိုကြီးမှာပြန်ပြကြမယ် တာ